Walker ရဲ့ဆက်ချောက်တဲ့ဆေပွဲစည်းမဆိုရင်ဘရာဇီးနဲ့နော်ဝေးလို့ရှီပိုင်ကစားမယ်သူတို့နဲ့တင်ကတော့တနင်္လာနေ့မနေ့ထိုင်းဆန်တို့ချေ3နိုင်မှာကစားမယ်အဲ့တော့ဆမ်ဘာတန်ဆာလားဖိုင်ကင်ရောလားဒီပွဲစဉ်ကကွာတာဖိုင်နယ်ကိုတရားမဲ့ပွဲစဉ်တစ်ပွဲဖြစ်တဲ့အတွက်နှစ်သိန်းထဲမှာတော့တဲ့တင်းကတော့ကျေးသေးပါကြံခဲ့မယ်ဒါပေမဲ့ဒီနှစ်သိန်းကဒီပြိုင်ပွဲတစ်ခြားမှာဆိုရင်တောက်ဆက်ကောင်းတဲ့တိုက်စစ်နှစ်သိန်းလဲဖြစ်တယ်ပြောလို့လဲရတယ်ဘာဖြစ်လို့ဆိုရင်ဝေးအတင်းကဂရုစတေကနေ30နဲ့တင်ကြီး10ကိုတွင်းထားပြီးတော့ဘရာဇီးကဂရုစတေကနေပြီးတော့30နဲ့တင်စီတီမှာဆိုရင်9ကိုထိတွင်းထားတာဗျာနော်ဘရာဇီးဆိုရင်သူတို့ရဲ့အုပ်စုစီမှာအုပ်စုဘူးရတယ်30နဲ့တင်စင်မှာဂျပန်နဲ့တွေ့တယ်နောက်ဆုံးမိနစ်မှာမာတင်နယ်လီရဲ့လူစားဝင်ပင်ကိုနဲ့နေရရှိပြီးတော့ဒီ16တင်စင်ကိုတင်လာတယ်နော်ဝေးတိကြတော့သူရဲ့အုပ်စုအိုက်မှာဆိုရင်ဒူရီယာနဲ့တင်လာတယ်တစ်ဖက်ကအိုက်ဗီကိုနဲ့တွေ့တယ်နော်ဟာလန်ရဲ့နိုင်ကူးနဲ့သူဒီ16တင်စင်ကိုတင်လာတော့ဗျာနော်ဝေးတင်ကတော့ဒီနှစ်တင်ကနိုင်တဲ့အတင်းကတော့တစ်ဖက်ကအင်္ဂလန်နဲ့မက္ကဆီကိုနိုင်တဲ့တင်းနဲ့ကွာတာဖိုင်နယ်ကစားတယ်ဒါကတော့နောက်10ပေါ့ဗျာအခုဘရာဇီးတွေ့ကြည့်မယ်ဆိုရင်ဘရာဇီးတင်းရဲ့အဓိကတော့ဟက်ချီညိဖို့ကအဓိကပဲသူတို့ပြောက်ခွဲတဲ့ရှာကိုဖြည်းဖြည်းချင်းကောင်းလာတယ်လို့ပြောလို့ရတယ်ဒီရင်သူတို့ရဲ့ကွင်းလက်အသွဲဖြစ်တဲ့ကက်စမီရိုနဲ့ဘရူနိုကူမာတို့အတွက်တော့အဓိကပဲပို့ပေးနေတာသူတို့နှစ်ယောက်ကတော့အဓိကပဲဒါပေမဲ့ဘရာဇီးတွေပြဿနာရှိတာနံပါတ်10ရိုးကတပတ်နဲ့တော့မတည်ငြိမ်ဘူးဟိုဂျပန်နဲ့ပွဲမဆိုရင်ပတ်ကွေတာဘာဖြစ်ပတ်ကွေတာဆိုရော့ဖင်ညာနာရတဲ့အတွက်ပတ်ကွေတာကနံပါတ်10ရိုးကိုကစားတာအခုပတ်ကွေတာဂျပန်နဲ့ပွဲမှာတရားရှိသွားပြီအဲ့ဆိုနံပါတ်10ရိုးဘရူနိုပွဲထွက်လာအောင်ပါဒါတော့အာဆင်နယ်တီကတော့လူယူချရမယ်အပိုက်ဖြစ်သွားပြီနောက်ထပ်တစ်ခုတော့ကက်စမီရိုကဂျပန်နဲ့ပွဲမှာတရားရှိသွားတယ်ဆိုပြီးတော့တည်င်းတော့ရပြီမဲ့ဒီပွဲမှာတော့ပါဝင်နိုင်တယ်မျှော်လင့်လို့လည်းရမယ်ဒါသူတို့ရဲ့ကွင်းလက်အတွက်တိုက်စစ်တင်မဆိုလို့ရှိရင်ဒီကအောက်ွယ်တဲ့ပလေယာ2ယောက်ရှိတယ်ဗျ Vinicius နဲ့ကုညာ Vinicius ကဘရာဇီးတင်4ခုတွင်းပြီးတော့သူကပြိုက်ပေတင်းကိုကိုပေါင်ကတ်သွင်းမှုကိုပေါင်တဲမှု10ချိန်တရှိတဲ့လေပလေယာတရားဖြစ်တယ်ပြီးတော့ဒီခုဝဲမဆိုလို့ရှိရင်နော်ဝေးတင်းရဲ့နောက်တန်းကိုသူရဲ့သူဦးချင်းစပီနဲ့အတူနော်ဝေးတင်းရဲ့နောက်တန်းကိုအန်ဒီရပေးမယ်ကစားသမားတယောက်လည်းဖြစ်တယ်ဗျကုညာဆိုရင်ကုညာက Vinicius တွေဒီကပါပူပေးမဲ့ပလေယာတရားဖြစ်ပြီးတော့သူကိုယ်တိုင်လည်းချစ်ဆွဲပြောက်ကိုတွင်းမဲ့ဘရာဇီးရဲ့တိုက်စစ်ကိုလည်းထူချောက်မှုပေးနိုင်မဲ့ပလေယာတယောက်လည်းဖြစ်တယ်ဗျအဲ့တော့သူတို့နှစ်ယောက်ပေါင်းတွင်းကိုကတော့9 ခုရှိတယ်ဘရာဇီးကခုဆိုရင်3ပွဲစစ်တိုင်နိုင်ထားတယ်သူတို့ကတဲတော့တဲ့အချိန်ချိတ်သားခိုင်တိုက်စစ်ကစားဖို့ကကောင်းမောတယ်ဗျအဲ့တော့ဘရာဇီးကတိုက်စစ်နဲ့နောက်တန်းကိုပေါက်ဆက်ပြီးတော့ထိချုပ်ကစားမယ်အတင်းတင်းလည်းဖြစ်တယ်အဲ့ဒါကသူတို့ဘရာဇီးတင်ကလည်းဗျဟိုကစားရကြက်တဲပါလေဆိုတဲ့ဝဲစည်းဒီမှာဆိုရင်ဘယ်လိုမျိုးနဲ့ယူကစားပြမလဲဆိုတာတော့ဂျပန်နဲ့ပွဲမှာသူမကောက်ကြီးတေးပြထားခဲ့ပြီးသွားပြီဒါဘရာဇီးဖေကောက်ဗျနော်ဝေးဖေကြည့်မယ်ဆိုရှင်နော်ဝေးဖေကတော့အဓိကတော့ဟာလန်ပေါ့ဗျာသူကတိုက်စစ်စိတ်ချရတယ်လို့သူနဲ့အတူတာမှာကစားမဖြစ်တဲ့မူဆာကလည်းရည်ချစ်ရှိတဲ့ပလေယာတယောက်သူကလည်းဖယ်ထားလို့မရဘူးလူအိုင်းလူကတလို့ကိုတွေးပြတဲ့ပလေယာတယောက်လည်းဖြစ်တယ်ဗျဒါဟာလန်နဲ့သူအောက်ကိုရမှာတိုက်စစ်တယောက်အဓိကနော်ဝေးတင်းရဲ့အဓိကတဲသွေးကြောဖြေတာတော့ ODK ပဲ ODK ကသူကကွင်းလေးကိုထိတ်ချုံမဲ့နော်ဝေးတင်းလို့ရကစားပုံတင်ညာထိပ်ပေးမဲ့ပလေယာတယောက်ပြီးရင်တူးစီရပဲအားလုံးကတော့ဖြတ်တန်းပါဗျာအဒီမူရောနော်ထိတ်ချုံတာရောအားလုံးကတူ